ကမ်းခြေပေါ်သို့ရုတ်တရက်အေယာမှခန္ဓာကိုယ်ကြီးပေါ်လာသည်အပြင်မှကြည့်လျင်ပိတ်တာချိန်6000ကျော်လေးမီဟုထင်ရပြီးမကြာခင်ကပင်တေဆုံးခဲ့ဟန်ရှိသည်လက်ထဲတွင်ငါးများကူးခတ်နေသောရေကန်တစ်ခုရှိနေသည်အစတွင်မြို့သူမြို့သားများကကြောက်ရွံ့၍မချင်းကပ်ဝန်းကြတော့လဲမိန်းကလေးတဦးကအေယာမှခန္ဓာကိုယ်ပေါ်သို့တက်ပြီးလက်ကိုဝှေ့ရမ်းလိုက်သည်ထို့နောက်တွင်အားလုံးကခန္ဓာကိုယ်စီသို့ပြေးလာကြသည်လူတဦးကအေယာမှခြေထောက်များကိုစစ်ဆေးကြည့်ရှုနေစဉ်ကလေးများကခန္ဓာကိုယ်ပေါ်တွင်ပြေးလွှားကစားနေကြသည်မိန်းကလေးတဦးကနှာခေါင်းပေါ်တွင်ကပ်နေသည်လူတဦးကဤမြင်ကွင်းများကိုတိတ်ဆိတ်စွာကြည့်ရှုနေသည်လူတွေကရင်အားဆက်ကပ်တဖွဲပြောင်းလဲလိုက်ကြသည်ကိုဝန်းနေနေသည်ရက်ကြလာသည်နှင့်အမျှလူအုပ်ကြီးမှပြေးသွားပြီးကလေးများသာကြံရစ်ကာအေယာမှခန္ဓာကိုယ်အားကစားကွင်းတစ်ခုတဖွဲတုံးချနေကြသည်ယခုအခါခန္ဓာကိုယ်အားအပိုင်းပိုင်းဖြတ်တောက်ကဖယ်ရှားရန်စီစဉ်နေကြသည်ထိုလူပြန်လာသောအခါခန္ဓာကိုယ်မှာပင်လယ်ရေကြောင့်ပုတ်ပွက်နေသည်ကိုတွေ့ရသည်တတိမွေးကအေယာမှခန္ဓာကိုယ်ပေါ်သို့တက်လိုက်သည်ရင်းဤမျက်နှာမှာပင်ပန်းနွမ်းနယ်လေမျောလင်းချက်မဲ့နေသည်ကမ်းခြေတွင်တောင်တင်နေသောစွန့်ပစ်တင်မောနှင့်တူ၍အထီးကျန်ဆန်ပြီးမေ့ပြောက်နေသည်